ဘာဘောကပင်းလေရဲ့80ရာခိုင်နှုန်းကျော်ကိုလူတွေမစူးစမ်းရသေးဘူးဆိုတာသိလားအဲ့ဒီအမှောင်ထဲမှာမင်းအိမ်မက်ဆိုးတဲ့ကလို့တတ္တဝါတွေတကယ်ရှိနေတယ်ဘလူတတ္တဝါတွေလဲဆိုတာကြည့်လိုက်ကြရအောင်နံပါတ်1 Giant Squid ဒီတတ္တဝါကိုရာစုနှစ်များစွာလူတွေလဲချန်လို့ပဲထင်ခဲ့ကြတယ်ဒါပေမဲ့2004ခုနှစ်မှာပထမဆုံး real footage ကိုရိုက်ကူးနိုင်ခဲ့တယ် Giant Squid ဟာအရှည်40ပေကျော်ထိကြီးနိုင်ပြီးမျက်လုံးကဘတ်စကတ်ဘောတစ်လုံးလောက်ကြီးတယ်ပင်လေရီးနဲ့ပိုင်းမှာหนีလို့လူတွေတွေ့ဖို့အရန်ရှာတယ်နံပါတ်2ဒီငါးကို alien shark လို့ခေါ်ကြတယ်ဘာကြောင့်လဲဆိုတော့သူ့ပါးစပ်ကအပြင်ကိုထွက်လာနိုင်တယ်တားကောင်နီးလာတာနဲ့ပါးစပ်တစ်ခုလုံးကိုဒန်းကြီးလို့ပြစ်ထွက်ပြီးဖမ်းတာသူ့ပုံစံက horror movie တွေကလိုပဲနံပါတ်3 anglerfish ပင်လေအနက်ကြီးထဲမှာအလင်းမရှိဘူးဒါကြောင့် anglerfish ကသူ့ခေါင်းပေါ်မှာအလင်းထုတ်နိုင်တဲ့အရာတစ်ခုရှိတယ်သူကအဲ့ဒီအလင်းနဲ့တားကောင်တွေကိုလှည့်စားပြီးနီးလာတဲ့အချိန်မှာတခါတည်းဝါပြတ်တယ်နံပါတ်4 oarfish oarfish ကဘာအရှည်ဆုံးအယိုးရှိငါးတွေတဲကတကောင်အရှည်90ပေလောက်ထိရှိနိုင်တယ်လူတွေရှေးခေတ်ကပြောတဲ့ပင်လယ်မွေနဂါးဆိုတာတွေကဒီငါးကိုမြင်ခဲ့တာဖြစ်နိုင်တယ်လို့ယူဆကြတယ်သိပ္ပံပညာရှင်တွေတောင်ပင်လယ်အောက်ကိုအပြည့်စုံမသိသေးဘူးတချို့တပ်ပုံတွေမှာဘယ်သူမှမသိတဲ့အကောင်တွေပေါ်လာတယ်ဆိုတာသင်ကြားဖို့မှာပါဒါကြောင့်ပင်လယ်အောက်မှာလူတွေမတွေ့ရသေးတဲ့ monster တွေရှိနေနိုင်တယ်မင်းသာဒီတတ္တဝါတွေတဲကတကောင်နဲ့ပင်လယ်အောက်မှာတွေ့ခင်ဘယ်အကောင်ကိုအကြောက်ဆုံးဖြစ်မလဲ